နဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ်ပြပြကျုပ်ကြော်လေးကိုမျှဝေပေးထားပါတယ်ပထမအနေနဲ့သခွားသည်တေးသေးပပလေးတွေပြီးမယ်ဒုတိယမှာမုံလာဥကိုတေးသေးပပလေးတွေပြီးမယ်ပြီးရနဲ့ပကံနဲ့ထည့်ထားတဲ့ပဲပြားလေးတွေကိုလက်နဲ့ချေမယ်တစ်လုပ်ထားတဲ့သခွားသည်မုံလာဥဂျုံမုံတို့ကိုထည့်မယ်ကျုပ်နှလုံးကိုခွဲပြီးရနဲ့ပဲပြားပကံလေးကိုထည့်မယ်အားလုံးကိုရောသမမှုပေးလိုက်မယ်ကိုစီအပူပေးမယ်စီချက်လာတာနဲ့အမျှပဲပြားကျုပ်ကြိုလေးကိုစတင်ကြောလို့ရပါပြီရှင်နောက်ဆုံးမှာတော့စားလို့ကောင်းတဲ့ပဲပြားကျုပ်ကြော်လေးတွေရပါပြီရှင်လွယ်ကူကူချက်လို့ရမယ်အစားအသောက်တွေကိုအပတ်စဉ်တင်ဆက်ပြီးမှမို့လို့ Superman Channel ကို like and subscribe လုပ်ဖို့မမေ့နဲ့နော်